ပြီးရင်စွန့်ကန်ပြီးပြီဆိုလို့ရှိရင်17နာရီလောက်ကြာစွန့်တော်ကြီးစွန့်ဝုန်းနဲ့စွန့်တော်ကြီးစွန့်တာလူကြရက်ကြအရမ်းပြောစရာကောင်းတော့ဗျာမိကိုမမေ့နိုင်ဘူးကိုဗျာအဲ့ဒါတဆောင်မုံလာဖြစ်ပြီးနေ့လည်းပဲကြတော့ဘောလုံးပွဲတခါပါပြန်ပြီဘောလုံးပွဲအဲ့တော့ကျွန်တော်ငယ်သေးတော့ကျွန်တော်ဘောလုံးကလည်းမကန်ရသေးဘူးနောက်နည်းနည်းကြီးလာတဲ့ခါကျတော့ကန်ပါတယ်အဲ့တော့ပြီးရင်ကျွန်တော်တဘိုရဲကြာဒိုရဲလာပြကြာရင်ဒီလိုမျိုးပဲကျွန်တော်ရောအဲ့ကြတော့ကျွန်တော်ဇက်တွေနဲ့ကဇက်တွေပါတယ်ဇက်ကြီးနှစ်ညကနှစ်စင်ပါတယ်ဒါကျွန်တော်တို့ပြောဆိုနေအဲ့ဒီမှာကလည်းခုနပြောလို့ဒီပွဲကြည့်ကွင်းကဖျာခင်းမှုနေရာတွေကခွဲတန်းနေရအကုန်ပေးရတာဘာဖြစ်လို့လဲဆိုတော့ဒီဖျားပွဲဖြစ်မြောက်ရေးအတွက်လည်းအဲ့ဒီရွာတွေကအကုန်လုံးဝိုင်းထည့်ရတယ်အကုန်လုံးဝိုင်းထည့်ရလဲဖြစ်တယ်ဒိုင်ဖျားကိုကျွန်တော်တို့ရွာဖျားဆိုပေမဲ့လို့ကျွန်တော်ရွာဖျားကဟိုပြောရရင်တော့ဒီတနယ်လုံးမှာတကိုးကြီးဖျားဖြစ်နေတာဟုတ်တကိုးကြီးဖျားဖြစ်နေတယ်ဒိုင်ဖျားဖြစ်နေတယ်ဟိုးဆယ်တို့ဘက်လို့တဟတ်တန်းလို့တွေကအစဟိုကျွန်တော်တို့ရွာကိုလှဲတွေနဲ့